အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က MMA Hacker ဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Flare လိုမျိုးဒီကောင်တစ်ကောင်ကကျွန်တော်ကိုလိုက်ခဲ့မှာဖြစ်ပါတယ်ဒီဥစ္စာကတော့ Chicken Crafter ဖြစ်ပါတယ်ဒီဥစ္စာကတော့ Pop ဆိုတော့ Chicken Crafter ဖြစ်ပါတယ်ဟုတ်ပြီစေးဖြစ်ပြီလားဆေးပလေးနေပါလေကြိုယူရတာဒီကောင်ငါသိနေတဲ့ water breeding တို့ Salona တို့ Feather Falling တို့ရအောင်ပေါက်ပါကွာငါကောင်ပြောပြညာလေမင်းတို့ဟုတ်ပြီကျွန်တော်တို့စပြီလာရကိုမေကိုနော်ဟာအဲ့တော့ဒီမချိန်ထားနဲ့လေကွာလီလေကြတော့မပြောတော့ဘာလို့ပြေးပြီလှုပ်ချင်တာလဲဘာလှုပ်ချင်တာလဲဒီတော့တိုင်ပတ်နေတစ်လေနေလိုချင်လားအဲ့လေလိုက်ဖို့တော့ကျေးဇူးတင်တယ် water breeding okay ကြိုက်တယ်လား water breeding ဟာလာရထစ်တယ်လိုက်ထွာနဲ့ဗရာသာအိုးဟိုမဲ့တွေ့ပြီ lava fire resistant Namish Now what template ကြည့်လိုက်တာလေဟောဟေးကျွန်တော်နိုင်ပါပြီယေးဟော10မိနစ်ကြော်လေးနဲ့နိုင်ပါတော့10မိနစ်နဲ့48စက္ကန့်48စက္ကန့်10မိနစ်တောင်မကြာဘူးရမင်းတို့တွေစစ်ပြီလားယေးဟုတ်ပြီတော့နောက်တစ်ပတ်ပြန်တွေ့ပါမယ်အားလုံးပဲ bye